ဟိုပြဒီပြတွေကအခုခေတ် marketing trend တစ်ခုဖြစ်လာပြီလားမင်္ဂလာပါကျွန်တော်တို့တွေအခုနောက်ပိုင်းမှာပေါ့နော် TikTok မှာ attention ရဖို့အတွက် view တက်ဖို့အတွက်ကိုခဏကိုအသားပေးပြီးတော့မှပြတဲ့ပုံစံမျိုးတွေအဲ့ဒါမျိုးတွေအများကြီးတွေ့လာရတယ်ပေါ့နော်အဲ့ဒါတွေကတကယ်တမ်းကျတော့ကျွန်တော်တို့ရဲ့ brand ကိုအများကြီးထိခိုက်စေနိုင်တယ်ပေါ့နော်နေလားငါလားဆိုပြီးတော့ brand တွေရှင်လာတဲ့အခါကြလို့ရှိရင်ကျွန်တော်တို့ရဲ့ brand ကအများကြီးတစ်ဆင့်နှိမ့်နေတဲ့အနေအထားတစ်ခုကိုရောက်နေဆိုတော့ကျွန်တော်တို့သတိမထားမိခဲ့ကြဘူးပေါ့နော်ဒါတွေကကျွန်တော်တို့ view တက်ရုံကလွဲပြီးတော့ကျွန်တော်ဘာမှမလုပ်ပေးနိုင်ဘူးပေါ့နော်စစ်မှန်တဲ့ marketing ဆိုတာကကျွန်တော်တို့ရဲ့ brand နဲ့ customer နဲ့ကိုကောင်းကောင်းချိတ်ဆက်နိုင်ပြီးတော့မှကျွန်တော်တို့ရဲ့ brand က customer ရဲ့ဘယ်လိုပြဿနာတွေကိုဘယ်လိုဖြေရှင်းနိုင်မယ်ဆိုတဲ့ mindset ကိုတို့ရဲ့စိတ်ထဲကိုထည့်ပေးခြင်းကိုကျွန်တော်တို့စစ်မှန်တဲ့ marketing လုပ်တယ်လို့ခေါ်တယ်ပေါ့နော်ဒီကနေမှတစ်ဆင့်ကျွန်တော်တို့ customer trust တွေရရှိလာမယ် customer trust ကနေမှတစ်ဆင့်ကျွန်တော်တို့ရဲ့ brand ကလည်းမြင့်လာပြီးတော့ကျွန်တော်တို့ရဲ့ sales တွေလည်းအများကြီးရလာမှာပေါ့နော်မိတ်ဆွေတွေအနေနဲ့ဟိုနောက်ပိုင်းအဲ့လိုမျိုးခေတ်စားလာတဲ့အရာတွေကိုဘယ်လိုမျိုးထင်မြင်ကြလဲ comment ထဲမှာမျှဝေခဲ့လို့ရပါတယ်